အရှင်ယေရှုကိုနတ်ဆိုးဆွဲတဲ့သူလို့စွတ်စွဲပြောဆိုတဲ့အကြောင်းအရှင်ယေရှုနဲ့တပည့်တော်တွေဟာအိမ်ထဲကိုဝင်တာနဲ့လူတွေထပ်ပြီးစုဝေးလာကြလို့အစာစားဖို့တောင်အချိန်မရဘူးလူတွေဟာကိုရော့ကိုစိတ်မမှန်ဘူးပြောကြလို့ဆွေမျိုးတွေကကိုရော့ကိုကြည့်ရှုစောင့်ရှောက်ဖို့လိုက်လာကြတယ်ယေရုရှလင်မြို့ကလာတဲ့ကျမ်းပြုဆရာတွေကကိုရော့ကိုဗေလဇေဗုလနတ်ဆိုးဆွဲတဲ့သူဖြစ်တယ်အဲ့ဒီနတ်ဆိုးမင်းဗေလဇေဗုလကိုအမိပြုပြီးတခြားနတ်ဆိုးတွေကိုနှင်ထုတ်နေတာလို့ပြောကြတယ်။ဒီအချိန်မှာကိုရော်ကသူတို့ကိုခေါ်ပြီးဥပမာနဲ့ပြောလိုက်တယ်။စာရမဏတ်မင်းကစာရမဏတ်ကိုဘလို့လို့နှင်ထုတ်နိုင်မှာလဲ။နိုင်ငံတနိုင်ငံဟာအချင်းချင်းကွဲပြားနေရင်ဘလို့လို့တည်တံ့ခိုင်မြဲနိုင်မှာလဲ။အိမ်တော်စုတစုကလည်းအိမ်သားအချင်းချင်းကွဲပြားနေကြရင်ဘလို့လို့အဲ့ဒီအိမ်တော်ဟာမြဲမြံနိုင်မှာလဲ။စာရမဏတ်နဲ့သူ့ရဲ့အပေါင်းပါအချင်းချင်းမသိမြတ်ပဲကွဲပြားနေကြရင်သူတို့ဟာမတည်မြဲနိုင်ပဲအဆုံးသတ်သွားကြလိမ့်မယ်။အားကြီးတဲ့သူကိုအရင်မချီနှောင်ရင်သူ့အိမ်ကိုဝင်ပြီးသူ့ဥစ္စာကိုဘလို့လုပ်ပြီးလူယူနိုင်မှာလဲ။သူ့ကိုချီနှောင်ပြီးမှပဲသူ့ရဲ့အိမ်ကိုလူယူနိုင်တယ်။အရှင်ယေရှုကငါအတိအလင်းပြောမယ်။အပြစ်အမျိုးမျိုးနဲ့ဖျားသခင်ကိုဆန့်ကျင်ပြီးပြောတဲ့အဖြစ်တွေကနေလူတွေဟာလွတ်နိုင်တယ်။ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားတဲ့အဖြစ်ကိုတော့ဘယ်ကာလမှခွင့်မလွတ်နိုင်တဲ့အပြင်ထာဝရအပြစ်စီရင်ခြင်းဒဏ်ကိုလည်းခံရလိမ့်မယ်။ဘာကြောင့်ကိုရောဟာအဲ့ဒီလိုပြောရတယ်လဲဆိုရင်လူတွေကကိုရောကိုနှက်ဆိုးဆွဲတဲ့သူဆိုပြီးစွတ်ဆွဲပြောဆိုနေလို့ဖြစ်တယ်။အဲ့ဒီအချိန်မှာပဲမေတော်နဲ့ညီတော်ဟာကိုရောရှိတဲ့နေရာကိုရောက်လာပြီးကိုရောကိုခေါ်ဖို့လူတစ်ယောက်ကိုအိမ်ထဲလွှတ်လိုက်တယ်။ဘေးပတ်လည်နားမှာထိုင်နေတဲ့လူတွေကကိုရော့ရဲ့မဲတော်ညီတော်တို့ဟာကိုရော့ကိုရှာဖို့အပြင်မှာရောက်နေကြတယ်လို့ရှောက်တင်ကြတယ်။အဲ့ဒီအခါမှာကိုရော့ကငါအမိငါညီဆိုတာဘသူတွေလဲဆိုပြီးသူတို့ကိုပြန်မေးလိုက်ပြီးတော့သူဘေးနားမှာထိုင်နေတဲ့သူတွေကိုကြည့်ပြီးဒီလူတွေဟာငါအမိငါညီဖြစ်တယ်။ဖျားသခင်ရဲ့အလိုတော်ကိုစောင့်တဲ့သူတွေဟာငါညီငါနှမငါအမိဖြစ်တယ်လို့မိန့်တော်မူလိုက်တယ်။ဒါကတော့ရှမာကုအခန်း3အပိုဒ်ငယ်20မှ35အထိဖြစ်ပါတယ်။